အားလုံးပဲမင်္ဂလာပါမြန်မာ Ghost YouTube Channel ကနေကြိုဆိုပါရစေဒီဇတ်လန်းလေးကိုမစတင်ခင်ကျမရဲ့ Channel လေးကို Like Subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဇတ်လန်းလေးရဲ့နာမည်ကတော့တရေဖန်းသမားရဲ့မော်အတက်ပညာအင်ပင်ဆိုတဲ့ရွာလေးတစ်ရွာမှာထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ဖြစ်ပေါ်လာပါတော့တယ်ညဘက်တွေဆိုရင်တစေတရေပြရလောကသားတွေရဲ့ခြောက်လန့်မှုတွေကများလာပြီးရွာသားတွေကိုအန္တရာယ်ပေးလာတယ်ရွာသားတွေအားလုံးဟာကြောက်ရွံ့ထိတ်လန့်နေကြပြီးကူရာကယ်ရမဲ့နေကြပြီးဘလို့လုပ်ရမှန်းမသိတော့ဘူးဒီအချိန်မှာပဲရွာထဲကိုဘယ်ရမှန်းမသိတဲ့လူစိမ်းတစ်ယောက်ရောက်လာခဲ့တယ်သူ့နာမည်ကတိမ်တိုက်လွင်လို့ပြောပါတယ်သူဟာတရေဖန်းတဲ့ဆရာတစ်ယောက်ဖြစ်ပြီးမော်အတက်ပညာကိုကျွမ်းကျင်စွာတက်မြောက်ထားပါတယ်ရွာသားတွေကသူ့ကိုအကူအညီတောင်းခံကြပါတော့တယ်တိမ်တိုက်လွင်ဟာရွာရဲ့အကြောင်းကိုရွာသူရွာသားတွေကိုမေးကြည့်တဲ့အခါရွာရဲ့အနောက်ဘက်မှာစွန့်ပစ်ထားတဲ့ကျောင်းဟောင်းတစ်ခုရှိတာသိလိုက်ရပါတယ်အဲ့ဒီကျောင်းဟာနှစ်ပေါင်းများစွာရွာနဲ့ဝေးနေပြီးတရေတွေရဲ့စခန်းဖြစ်နေတာကိုသိလိုက်ရတယ်တိမ်တိုက်လွင်ဟာညဘက်ရောက်ရင်ကျောင်းဟောင်းကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ညဘက်ရောက်တဲ့အခါတိမ်တိုက်လွင်ဟာကျောင်းဟောင်းထဲကိုဝင်လိုက်တာနဲ့အတွင်းမှာအေးဆက်ပြီးကြောက်စရာကောင်းတဲ့လေတွေဝဲနေတာသတိထားမိလိုက်တယ်သူဟာမော်တက်ပညာကိုအသုံးပြုပြီးတရေတွေကိုရှာဖွေလိုက်တယ်ရုတ်တရက်တရေတကောင်ပေါ်လာပြီးသူ့ကိုခြောက်လန့်ပါတော့တယ်ဒါပေမဲ့တိမ်တိုက်လွင်ဟာမော်အတက်ပညာနဲ့တရေကိုထိန်းချုပ်လိုက်တယ်တိမ်တိုက်လွင်ဟာတာရဲကိုမေးကြည့်တဲ့အခါမင်းပါလို့လူတွေကိုခြောက်လန့်နေရတာလဲလို့လမေးတဲ့အခါငါကဟိုအရင်တုန်းကတထေးသားတယောက်ဒီရွာကလူတွေရဲ့လောက်ကျန်တက်ဖြတ်ခံရပြီးနှစ်ပေါင်းတော်ကြာတရေဖြစ်နေခဲ့တယ်ဒါကြောင့်မကျေနပ်လို့ခြောက်လန့်နေတာပါငါကြွချင်နေပါပြီတိမ်တိုက်လွင်ဟာတရေကိုငြိမ်းအေးစေဖို့မော်အတက်ပညာနဲ့ကျိန်စာဖြေလွတ်ပေးလိုက်ပြီးတရေဟာငြိမ်းချမ်းစွာပျောက်ကွယ်သွားပြီးရွာသားတွေဟာကြောက်ရွံ့မှုတွေကနေလွတ်မြောက်သွားခဲ့တယ်တိမ်တိုက်လွင်ဟာရွာသားတွေကိုကူညီပြီးနောက်ရွာကနေထွက်ခွာသွားခဲ့တယ်သူဟာတရေဖန်းသမားတစ်ယောက်အဖြစ်နေရာတိုင်းမှာကူညီဖို့ခရီးဆက်လက်ထွက်ခွာသွားခဲ့တယ်ထိနားထောင်ပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အစ်စ်တင်တိုင်းသိရအောင်လဲဘေးကခေါင်းလောင်းလေးကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်